ကိုဘိုးဆရာတော်လည်းတို့ကအနာပါအလုံးမင်္ဂလာပါလို့ဟုတ်ပါပြီကျွန်တော်တို့ဒီကနေ့ဝတ်ပြုကိုးကွယ်တဲ့အမှုကဒီနေရာပေါ့နော်ဒီနေရာဆိုတာဒီကံဒီမြေနဲ့ဒီနေရာမှာလောက်ကင်ဆောင်ရွက်တဲ့အခါမှာဘုရားသခင်ကောင်းကြီးပေးဖို့ဘုရားသခင်ကိုဥတိုက်တဲ့အမှုပဲဖြစ်တယ်ဗျကျွန်တော်တို့ဒီမိမိကံညာဝိရိယကိုအာမကိုဘူးမိမိရဲ့စီးစိမ်ဥစ္စာကိုအာမကိုဘူးဘုရားသခင်ကိုပဲအာကိုပြီးတော့ဥစွာပထမဒီမှာလုပ်ငန်းဆောင်တာကိုစလုပ်တော့မယ်ဆိုတဲ့အခါမှာနောက်ပြီးတော့ဒီနေရာကိုဝယ်ယူပြီးတော့ဆက်လက်လုပ်ဖို့အာယူတဲ့အခါမှာဘုရားသခင်ကိုဥတိုက်ပါတယ်တို့ပါ၍ဘုရားသခင်ကိုဥတိုက်ခြင်းအမှု၌ဥစွာပထမကျွန်တော်တို့ကျမ်းစာတစ်ချက်နားထောင်ရအောင်90ခုမြောက်သောဆာလာပိုင်းငယ်17နဲ့12 90ခုမြောက်သောဆာလာပိုင်းငယ်17နဲ့12သွားလျက်ရာ၌တိကိုဆောက်ရှောက်စီခြင်းကကောက်ကိတမန်တို့အားတိအဖို့မှာထားတော်မူသည်ဖြစ်၍တိဤခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းကသူတို့သည်တိကိုလက်နှင့်မဆာချပိကြလိမ့်မည်ဟုတ်ပြီနော်ဒါနှုတ်ကပတ်တော်ဆိုတာဘုရားသခင်ရဲ့စကားပဲအဲ့ဒီတော့ခုနဖတ်သွားတဲ့နှုတ်ကပတ်တော်ရဲ့အ내ကိုပြန်လေပြီးတော့ကောက်ယူလိုက်တဲ့အခါမှာဘုရားသခင်မှာကောင်းရင်တမန်ရှိတယ်ဟုတ်ပြီနော်အဲ့ဒီကောင်းကင်တမန်ဆိုတာကစစ်သားပဲဘုရားသခင်ရဲ့စစ်သားဘုရားသခင်ခိုင်းတဲ့အခါမှာတာဝန်ယူတယ်ဘုရားသခင်စီခိုင်းတဲ့အခါမှာအကုန်လုံးလှုပ်ဆောင်တဲ့ပုံကိုယ်တွေကိုကျွန်တော်တို့ကောင်းကင်တမန်လို့ခေါ်တယ်သူတို့လည်းပဲကျွန်တော်တို့ထည့်ပို့ပြီးတော့စီကံကလနာဇနိတကြရှိပါတယ်သူတို့မှာအုတ်ချုပ်တဲ့ဘူကျုပ်တို့ဘူမူးတို့ဘူကြီးတို့အကုန်လုံးရှိတယ်တပ်သားတို့အကုန်လုံးရှိတယ်ဟုတ်ပြီနော်အဲ့ဒီတော့ဒီကနေ့ဖတ်သွားတဲ့ကျမ်းစာကဘာပြောသလဲဆိုတော့အရှင်ဘုရားဒီနေရာလေးကိုအုပ်စိုးပါဒီနေရာလေးကကျွန်တော်တို့ကိုကာကွယ်ပါကဘာကြီးပေါ်မှာကျွန်တော်တို့မျက်စိနဲ့မတွေ့ရတဲ့အရာတွေအများကြီးရှိတဲ့အထဲထဲမှာတဲ့ကောင်းကင်တမန်တက်ချက်ခြံရပြီးတော့ကာကွယ်ပါဖာလို့ဆုတောင်းခြင်းအမှုဖြစ်တယ်ဗျဟုတ်ပြီနော်ကောင်းကင်တမန်ရဲ့စွမ်းအားကောင်းကင်တမန်ရဲ့တတ်စွမ်းမှုကောင်းကင်တမန်ရဲ့အင်အားကောင်းကင်တမန်ရဲ့တကိုးကိုကျွန်တော်တို့ကြားလာတဲ့မှာလည်းသိရတယ်လူဟာအင်မတန်တန်ဆွမ်းပါတယ်ဆိုတဲ့ကျမ်းစာတွေကရှမ်းဆုံးဟာလူပေါင်း1000နောက်ပြီးတော့မှရှင်လစ်ဆိုးကြီးနောက်ပြီးတော့မှမြို့ရိုးရဲ့တကားကြီးကိုထမ်းထုတ်ပြီးတော့လင့်ပြနိုင်တယ်ဆိုတဲ့ပုံကိုဟာသူ့ရဲ့စွမ်းဆောင်နိုင်မှုဟာတိုက်ပွဲမှာလူ1000ကိုတယောက်တည်းနိုင်အောင်တိုက်နေတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကောင်းကင်တမန်ကိုကြည့်အောင်ဘုရားသခင်ဒီခိုင်းလိုက်တဲ့အမှုလူတွေမတတ်နိုင်တဲ့အမှုမှာတခါကမြို့တစ်မြို့ကိုရန်သူတွေကဝိုင်းရံထားတယ်ဒါပေမဲ့ဘုရားသခင်ကကောင်းကင်တမန်တစ်ပါးကိုဆွေးနွေးလိုက်တဲ့အခါမှာအဲ့ဒီညမှာပဲကောင်းကင်တမန်သူ့သားကိုဆွဲထုတ်ပြီးတော့ခမည်းပြန်ထည့်လိုက်တာပဲခမည်းတွေ့လိုက်တယ်ဒါပေမဲ့ရန်သူတသိန်း8,500အကုန်ပြေကုန်ပြီအဲ့တော့ကောင်းကင်တမန်ကအင်မတန်ခွန်အားကြီးပါတယ်လူနဲ့လည်းဘာမှမပတ်ပဲဘူးတို့ပါရင်ကျွန်တော်တို့ဒီကနေ့ဒီနေရာဘုရားသခင်ကိုဥတိုက်တဲ့အမှုမှာအရှင်ဘုရားဒီနေရာမှာရှိတဲ့အခက်အခဲအနောက်အရှက်အသားစီးကိုတော့ကျွန်တော်တို့မတတ်နိုင်ပါဘူးသို့တော်လည်းတတ်နိုင်တာကကျွန်တော်တို့ရဲ့ကိုယ်ွယ်တဲ့အဖဘုရားဖြစ်တဲ့အတွက်ရောဒီအရာအလုံးကိုဘုရားသခင်ဖယ်ရှားပေးဖို့တောင်းဆိုပါတယ်ဆိုတာကဒါပထမတစ်ချက်ပဲဟုတ်ပြီနော်ဒုတိယတစ်ချက်သွားမယ်ဒုတိယတစ်ချက်ကတော့ဘုရားသခင်ရဲ့ခွန်အားဘုရားသခင်ရဲ့ကောင်းကြီးနဲ့လုပ်ငန်းတစ်ခုကိုထူထောင်တည်ဆောက်လုပ်ကင်ခြင်းဖြစ်တယ်ဗျကျမ်းစာတစ်ချက်နားထောင်ရအောင်
ဓမ္မရာဇဝေပထမစာအုပ်ခန်းကြီး16အငယ်13ဓမ္မရာဇဝေပထမစာအုပ်ခန်းကြီး16အငယ်13ရှမွေလတိလေစီဘူးကိုယူ၍တေဤအကိုစုထဲမှသူ့ကိုဗတိတ်ပေးလေ၏ထိုနေ့မှစ၍ထာဝရဘုရားဤဝိညာဉ်တော်သည်ဒါဝိဒ်အပေါ်မှာတဲရောက်လေ၏ရှမွေလတိထား၍ယာမမြို့သို့ပြည့်သွား၏ကျွန်တော်တို့မြန်မာစကားရှိပါဒါကဘာလဲဆိုတော့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်တယ်ဆိုတဲ့စကားကတော်တော်လေးလဲလှပါနားထောင်လို့လည်းခွန်အားရတယ်ဒါပေမဲ့လူချင်းအတူတူကတော့ပုံမထူးကြနိုင်သို့တော့ဖရာသခင်ကိုယ်တော်တိုင်းကောင်းကြီးပေးတဲ့ဖရာသခင်ဗိတ်သိက်ပေးတဲ့ဖရာသခင်ရဲ့စေတမန်ကအထူးတပြည့်ရွေးချယ်ဆူတောင်းပေးတဲ့ပုဂ္ဂိုလ်ဟာဘာလို့အောင်မြင်တာကိုတွေ့ရတယ်ဗျဘယ်သွားဖရာသခင်ကသူနဲ့အတူရှိတယ်ဘုရားသခင်ကိုသူဥညွတ်နေတုံးဘုရားသခင်ကိုသူကိုးကွယ်နေတုံးသူရဲ့သစ္စာတရားကမှန်နေတုံးဖြစ်နေသရွေ့ရတော့ဘုရားသခင်ကသူနဲ့အတူရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုရင်လူကလူပဲလားလူတဲ့ပုံပြီးတော့မတတ်နိုင်ဘူးဒါပေမဲ့တတ်နိုင်တဲ့အရှင်ဘုရားကိုအမိပြုတဲ့အခါမှာနော်ပင်လေကြီးကိုထက်ချောင်းခွဲအောင်လုပ်တဲ့နေရာမှာမောရှိမဟုတ်ဘူးဘုရားသခင်ဟုတ်ပြီနော်အဲ့တော့ဒီကနေ့ဒီညမှာဥဆောင်ဥရွယ်လို့ပြီးတော့လောက်ကင်ဆောင်ရွက်တဲ့အခါမှာလုပ်ငန်းဒီအောင်မြင်ရေးရရှိဖို့အန္တရာယ်ကင်းဖို့နောက်ပြီးတော့သွားလာတဲ့လူတွေအားလုံးဟာချစ်ခင်ပြီးတော့မိတ်ဆွေဖြစ်ဖို့ကတတ်နိုင်တာဘုရားသခင်နောက်ကပတ်တော်တဲမှာရှင်ဘီရင်တယောက်ကသူ့ရဲ့အသက်တာမှာဘုရားသခင်နဲ့ညီညွတ်ပြီးဆိုရင်ဘယ်ရန်သူမှသူ့အတွက်မရှိတော့အားလုံးမိတ်ဆွေအားလုံးချစ်ခင်တဲ့လူတွေအားလုံးမေတ္တာထားတဲ့လူတွေဖြစ်လာဒီအရာဘုရားသခင်တတ်တဲ့အရာပဲဒါကြောင့်ခုနဖတ်သွားတဲ့ကျမ်းစာအရာအရှင်ဘုရားကျွန်တော်တို့လှုပ်ဆောင်မဲ့အမှုအရာအားလုံးကိုဥဆောင်ပြီးတော့ကိုယ်တော်ပဲကောင်းကြီးပေးပြီးတော့ကိုယ်တော်ပဲကောင်းကြီးချပေးပါဆိုပြီးတော့ဘုရားရှင်ကိုနှိတ်ချဝန်ခံရဲ့ဥတိုက်တဲ့အမှုပဲဖြစ်တယ်ဗျာဟုတ်ပြီတော့ကဲနောက်တစ်ချက်သွားမယ်နောက်တစ်ချက်ကကျွန်တော်တို့ကဘုရားသခင်နဲ့တွဲပြီးတော့မှပူပေါင်းဆောင်ရွက်ရဆိုလိုတာကဘုရားသခင်ကိုလည်းသူကြီးပဲလုံးလုံးအားကိုးပြီးတော့ကျွန်တော်တို့နမောနမဲနဲ့အိတ်နိုင်နေဖို့မဟုတ်ဘူးပေါ့ပူပေါင်းရမယ်ဆောင်ရွက်ရမယ်နောက်ပြီးတော့အလုပ်ကိုလည်းလှုပ်ဆောင်မှုကြားကြရခါတော့ရှိတယ်ဗျာကျမ်းစာတစ်ချက်ဖတ်ပြ23ခုမြောက်သောစာလပိုင်းညာ23ခုမြောက်သောစာလပိုင်းညာအကျွန်ုပ်ဤရန်သူတို့ရှိမှအကျွန်ုပ်အဖို့စပွဲကိုပြေတော်မူ၏အကျွန်ုပ်ကားကိုစီနေလိုက်တော်မူ၏အကျွန်ုပ်ဖက်ဖလားတီရှယ်လျက်ရှိပါ၏ဟုတ်ပြီနော်ဒီညမှာသိုးသိန်းသိုးကြောင်းတဲ့သိုးသိန်းပေါ့နော်ဖြစ်ခဲ့ဘူးတဲ့ရှင်ဘီရင်ကြီးတစ်ပါးဟိုးအရင်သိုးသိန်းဘဝကိုပြန်လဲစဉ်းစားမိပြီးတော့ဘုရားရှင်နဲ့အတူသွားခဲ့ရတယ်အောင်မေတတိယကျွန်ုပ်ရဲ့ခွက်ဖလားကိုတဲ့နော်ကြံလျက်ရှိစေတယ်ကျွန်ုပ်ရဲ့ရန်သူရှိမှအစားအစာများကိုကျွေးမွေးတယ်ဆိုတာကအလုံးလဲကြာဘူးပြီးသားပါဒါပေမဲ့ပြန်လဲစဉ်းစားကြည့်အောင်ကျွန်တော်တို့သိုးသိန်းတယောက်ကဒုက္ခရောက်ရင်အရှိကမိတ်ဆွေကိုနော်မိတ်ဆွေကိုသွားပြီးတော့အကူအညီတောင်းတဲ့ကမှာမိတ်ဆွေကဟေးငယ်ကြီးမပူနဲ့ဒီမှာငါပါလာတဲ့အစားအစာအတူစားမယ်ပြီးတော့မင်းနဲ့ငါနဲ့အတူတူရင်ဆိုင်မယ်ဆိုတဲ့အချက်ပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီတော့ဘုရားသခင်ဟာကျွန်တော်တို့ကသူနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ဒီနေရာမှာကျွန်တော်တို့နည်းနည်းလေးသတိထားရမှာကဘုရားသခင်သည်ကျွန်တော်တို့ရဲ့မိတ်ဆွေတဲ့တခြင်းထဲမှာပါတယ်နော်ဘုရားသခင်သည်ကျွန်တော်တို့ရဲ့မိတ်ဆွေခံရမိတ်ဆွေယေရှုရှိတဲ့ငါတို့အပြစ်ကိုခံဖို့မိတ်ဆွေယေရှုရှိရဲ့ဘုရားသခင်ကသူ့ကိုသူတော်တော်လေးကျွန်တော်တို့နဲ့အဝင်ခွင်ကြဖြစ်အောင်နှိတ်ချပြီးတော့
တွဲပြီးတော့ပေါင်းဖက်နေတာဟုတ်ပြီနော်ကဲအခုနကျန်းစာဘက်ကိုပြန်သွားမယ်အဲ့ဒီအခါကျတော့ငါကောင်းကိုစီနေလိမ့်နေဆိုတဲ့အမှုကတော့တကယ်လို့သိုးသိန်းတယောက်ကအန်ဒီတွေ့လို့အရှိကသိုးသိန်းကအစားအစာလဲကျွေးတယ်ခေါင်းကိုလည်းစီနေလိမ့်နေဆိုရင်တော့ကဲတကယ်ကြီးမင်းနေစားမှာအေးအေးစီစီငါတယောက်ချင်းရှင်းမယ်တဲ့နော်ဒါဘုရားခင်ပြောတဲ့စကားအဲ့တော့ကျွန်တော်တို့မနိုင်တော့တဲ့ကျွန်တော်တို့မခုခံနိုင်တော့တဲ့ကျွန်တော်တို့မစွန်းဆောင်နိုင်တော့တဲ့အမှုကြတော့ဘုရားခင်ကတယောက်သေးရှင်းသွားလို့ရှိရှင်းသွားတာပဲဆိုတာကျမ်းစာကကျွန်တော်တို့ကိုဖော်ပြတယ်ဒါကြောင့်မလို့ကျွန်တော်တို့လောက်ကင်ဆောင်ရွက်တဲ့အမှုမှာဘုရားသခင်နဲ့ပူးပေါင်းဆောင်ရွက်သလိုကျွန်တော်တို့လက်လားမမီမတတ်နိုင်တဲ့အမှုကြတော့အရှင်ဘုရားကိုယ်တိုင်ဥဆောင်၍ကျွန်တော်တို့ကိုသနာပါဆိုခဲ့ရင်ဒီအမှုအရာအားလုံးဟာအောင်မြင်ခြင်းအခွင့်နဲ့ရရှိမယ်ဆိုပြီးတော့နှုတ်ကပတ်တော်ကတဲ့သေးခံပါတယ်ဟုတ်ပြီနော်နောက်တစ်ချက်သွားမယ်ဗျပတနာပြုခြင်းဆိုတဲ့အချက်ပဲကျမ်းစာဖတ်ပြပါ50ခုမြောက်သောဆာလအပိုင်းငယ်14နဲ့15 50ခုမြောက်သောဆာလအပိုင်းငယ်14နဲ့15ကျေးဇူးတော်ချီးမွမ်းချီးရေးကိုဘုရားသခင်အားပူဇော်လော့သစ္စာဂတိထားသည့်အတိုင်းအမြင့်ဆုံးသောဘုရား၌ဝပြုသစ္စာဝုကိုဖြေလော့အမှုရောက်သည့်ကာလ၌ငါကိုပတနာပြုလော့ငါတည်ကယ်လို့မည်တည်ပြီးလဲငါကိုချီးမြှောက်လိုက်မည်ဟုမိတ်တော်မူ၏ကျွန်တော်တို့အပေါ်ယံပဲဖတ်သွားရင်တော့တဲ့ရပြေမထွက်ဘူးဗျတေးသေးချာချာစဉ်းစားပြီးတော့ဖတ်မယ်ဆိုအဖြေထွက်တယ်နော်အဖြေထွက်တယ်ဒါကလူတိုင်းကိုပြောတဲ့စကားတော့မဟုတ်တော့ဘူးဗျသူ့စကားကအကျော်အရာအချက်အလက်ရှိတယ်သူ့ကိုပတနာပြုတယ်သူ့ကိုဥတိုက်တယ်သူ့ကိုကိုးကွယ်တယ်သူ့ကိုအားကိုးတယ်သူ့ကိုဂါရဝပြုတယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီတဲ့နော်အမှုရောက်တဲ့အခါမှာတဲ့သူ့ကိုခေါ်ပါလူတိုင်းကိုထင်ရလောက်ပြီးတော့မှဘုရားသခင်ရဲ့ခေါ်ပါတယ်ကျွန်တော်အမှုကျွန်တော်ကိစ္စအဲ့လိုတော့မဟုတ်ဘူးဗျသူ့ကိုယုံကြည်ကိုးကွယ်ဥညွတ်ရက်သူ့ကိုအမြဲတမ်းမိခိုရက်သူ့အတွက်မိတ်ဆွေစစ်အဖြစ်အသက်ရှင်ရက်သူကပို့ပြီးတော့မိတ်ဆွေစစ်ဖြစ်ပါတယ်အဲ့ဒါကိုနှလုံးသွင်းတဲ့အခါမှာအဲ့လိုအခါမျိုးကြတော့အမှုရောက်တဲ့အခါမှာငါ့ကိုခေါ်ပါတဲ့ဟုတ်ပြီနော်အမှုဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်အကြောင်းအရာအခက်အခဲပြဿနာဒုက္ခတွေအဲ့ဒါတွေကိုအမှုခေါ်ကျွန်တော်တို့ရုံးမှာတက်ပြီးတော့ဖြည့်ရှင်းရတဲ့အမှုမှာအမှုမဟုတ်ဘူးတခြားသောအကြောင်းအရာတွေအများကြီးရှိတယ်ဥပမာလူတစ်ယောက်ကမကြမ်းမာဘူးဆိုရင်ကြမ်းမာခြင်းအတွက်သူ့အတွက်အမှုဖြစ်နေတယ်အကြောင်းဖြစ်နေတယ်ကိစ္စဖြစ်နေတယ်ဟုတ်ပြီနော်ဟောအကြောင်းကနောက်တစ်ခုသွားမယ်ဆိုဥပမာလူတစ်ယောက်ကလောကမှာအသက်ရှင်နေမဲ့ तू မပြောဘူးဘာဖြစ်လဲအကျွေးတွေကသိပ်များတယ်တဲ့နော်တခါကလူကြီးတစ်ယောက်ကပြောဘူးတဲ့အကျွေးကပွေးလို့ပဲဗျာဟိုကရာဒီရာကုတ်တခါမှမပြောက်ဘူးဟောအကျွေးထူရင်လေအမှုဖြစ်တယ်နော်နောက်တစ်ခါရန်သူတွေနဲ့အများကြီးတွေ့ရင်လည်းအမှုဖြစ်တယ်နောက်တစ်ခါရှေ့ကိုတက်လမ်းပေါ်ကလည်းနောက်ဆက်နေတဲ့အရာတွေရှိအမှုဖြစ်တယ်အမှုတွေအများကြီးပဲအဲ့တော့အမှုရောက်တဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ကိုအောက်မေ့တန်တရင်တဲ့ဘုရားသခင်ကပြောတယ်ငါနားထောင်မယ်မင်းအမှုငါဖြေရှင်းမယ်မင်းအခက်အခဲငါကူညီမယ်တဲ့အဲ့တော့ဒီကနေ့ဒီညမှာရှိတဲ့လောက်ကင်ဆောင်ရွက်တဲ့သာသမီတွေကသူတို့ရဲ့အသက်တာမှာအခက်အခဲမရှိဘူးလို့ဘယ်သူမှအာမခံမပေးဘူးပြဿနာမရှိဘူးလို့လည်းမပေးဘူးသို့သောဘုရားသခင်ကအာမခံပေးတယ်ငါကိုခေါ်ပါမင်းအမြဲတမ်းငါနဲ့အတူရှိတယ်ကိုးကွယ်တယ်ဝတ်ပြုတယ်နော်ဂါရဝပြုတယ်လေးစားတယ်ဆိုတဲ့အကြောင်းအရာတွေကြောင့်မင်းငါ့ကိုခေါ်တဲ့အခါမှာမင်းကငါမိတ်ဆွေဖြစ်တဲ့အတွက်ကြောင့်ငါထူးမယ်တဲ့နော်ဘုရားသခင်ကဘာပဲဖြစ်ဖြစ် तू မရှင်းနိုင်တဲ့ပြဿနာမရှိဘူးဒါကြောင့် तू ကူညီမယ်ဆိုတဲ့အချက်အရာကကျွန်တော်တို့ဒီမနေ့နှလုံးသွင်းခွန်အားယူစရာအကြောင်းဖြစ်တယ်ဗျနော်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေမောင်ကိုတရားပြပါတော့အဖို့စားတော့ကိုအထူးပဲကျေးဇူးတင်ပါတယ်တရားနာပိတ်တာအားလုံး